အားလုံးပဲမင်္ဂလာပါဗျာဒန်စင်ဖူကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထမင်းစားမိန်နဲ့ခရမ်းသီးထောင်းလေးကိုညဝေပေးခြင်းပါတယ်ပထမဦးဆုံးအနေနဲ့ခရမ်းသီးနဲ့ငရုတ်သီးစိမ်းလေးတွေကိုအိုးထဲမှာထည့်ပြီးပြုတ်ပါတယ်ငရုတ်သီးစိမ်းလေးတွေထောင်းလို့ရတဲ့အနေထားရောက်ပြီဆိုရင်တော့ဖယ်ထုတ်ပြီးအေးခံထားပါတယ်ခရမ်းသီးတွေကိုတော့ဆက်ပြီးပြုတ်ပေးပါတယ်ခရမ်းသီးတွေလည်းနည်းနူးလာပြီဆိုရင်ကျက်သွန်ဖြူကိုလည်းထည့်ပြီးပြုတ်ပေးပါတယ်အခုလိုခရမ်းသီးနဲ့ကျက်သွန်ဖြူတွေထောင်းလို့ရတဲ့အနေထားရောက်ပြီဆိုရင်ဖယ်ထုတ်ပြီးအေးခံထားလိုက်ပါတယ်ရုပ်သီးစိမ်းတွေကိုညက်တဲ့အထိထောင်းပေးရပါတယ်ပြီးရင်တော့ကျက်သွန်ဖြူတွေပါရောပြီးဆက်ပြီးတော့ထောင်းပေးပါတယ်ရုပ်သီးစိမ်းနဲ့ကျက်သွန်ဖြူတွေညက်သွားပြီဆိုရင်တော့ခွက်လေးတစ်ခွက်ထဲမှာဖယ်ထုတ်ထားပေးပါတယ်ပြီးရင်တော့ခရမ်းသီးတွေကိုညက်တဲ့ထိဆက်ပြီးတော့ထောင်းပေးရပါတယ်ခရမ်းသီးတွေလည်းထောင်းလို့ညက်သွားပြီဆိုရင်ရုပ်သီးစိမ်းနဲ့ကျက်သွန်ဖြူထောင်းထားတဲ့ခွက်ထဲမှာရောပေါင်းပြီးထည့်ပေးပါတယ်အရသာအနေနဲ့တော့စားချုံမုံစီအနေငယ်ထည့်ပြီးတော့အရသာတမအောင်တေချာလေးမှွေပေးရပါတယ်တေချာလေးမှွေပြီးလို့အရသာအပေါ်ငံစိတ်ကြိုက်ဖြစ်ပြီးဆိုရင်တော့စားကောင်းတဲ့ခရမ်းသီးထောင်းလေးကိုရရှိသွားပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ